ကျွန်တော်မွေးဖွားလာတာနဲ့တပြိုင်နက်ကျွန်တော်ရဲ့မိခင်အရင်ဖြစ်သူ BB တုံးကကျွန်တော်ရဲ့လက်ပင်ကိုညှစ်ခဲ့ပြီးဒိုးလော်တိုက်ကြီးရဲ့အန္တရာယ်ရှိဆုံးနေရာဖြစ်တဲ့မြောက်ဘက်အစွန်ဖျားဒေသကိုပစ်ချခဲ့ပါတယ်ကျွန်တော်တကယ်တမ်းအသက်မထွက်သွားခဲ့ဘူးဆိုတာကိုသူအိမ်မက်တောင်မဖူးမှမဟုတ်ပါဘူးသူပေါ့ပေါ့တန်တန်ပဲနှင်းတော်တဲ့ကိုပစ်ချခဲ့တဲ့ဒီကလေးဟာနောက်ထပ်နှစ်ပေါင်း20ကြာမှသူ့အတွက်အကြီးမားဆုံးအိမ်မက်ဆိုးဖြစ်လာလိမ့်မယ်ဆိုတာကိုလည်းသူဘယ်တော့မှတွေးမိမှာမဟုတ်ပါဘူးကျွန်တော်တတိပြန်ရလာတဲ့အချိန်မှာတော့တလောကလုံးနှင်းတွေကျနေတဲ့နှင်းမုန်တိုင်းထဲမှာရောက်နေခဲ့ပါပြီကျွန်တော်ဟာမွေးကလေးကဝူဟွန်နန်းတော်ရဲ့အမြင့်ဆုံးနေရာမှာရှိနေတင်တာဖြစ်ပေမဲ့ကျွန်တော်ရဲ့ကံကြမ္မာအစဟာမစတင်ရသေးခင်မှာတင်မိခင်အရင်ရဲ့လက်ချက်နဲ့အဆုံးသက်လူနီးပါးဖြစ်ခဲ့ရပါတယ်ကံကောင်းတာကတော့နေရာဒေသအမျိုးမျိုးဒါမှမဟုတ်ထူးခြားတဲ့ပုံကိုယ်တွေရဲ့ဘေးမှာမှတ်တမ်းတင်ရုံနဲ့စုလက်တွေရရှိနိုင်တဲ့စနစ်တစ်ခုနိုးထလာခဲ့တာပါပဲအဲ့ဒီစနစ်ကကျွန်တော်ကိုမြောက်ဘက်အစွန်ဖျားဒေသမှာမှတ်တမ်းတင်မလားလို့မေးပါတယ်ဒါကမေးနေဖို့တော့မလိုပါဘူးအခုချက်ချင်းမှတ်တမ်းမတင်ရင်ကျွန်တော်ရေခဲတုံးကြီးဖြစ်သွားတော့မှာပါကျွန်တော်ချက်ချင်းပဲမှတ်တမ်းတင်ဖို့ရွေးချယ်လိုက်တဲ့နောက်တစ်စက္ကန့်မှာပဲပထမဆုံးစုလက်ကိုရရှိခဲ့ပါတယ်အဲ့ဒါကတော့နတ်ဖျားအဆင့်ဝူဟွမ်ဖြစ်တဲ့နှင်းနဲ့ရေခဲဝိညာဉ်ပါပဲကျွန်တော်အစွမ်းကုန်အားစိုက်ပြီးအဲ့ဒီဝိညာဉ်ကိုထုတ်ဖော်လိုက်ပါတယ်အပြာနုရောင်အလင်းတန်းတစ်ခုကျွန်တော်စီကနေထွက်ပေါ်လာခဲ့ပါတယ်အဝေးကခြေတံတွေဟာနောက်ဆုံးမှာရက်တန့်သွားပြီးဝစ်စုံဖြူနဲ့လူရိပ်တစ်ခုဟာနှင်းမုန်တိုင်းတွေကိုဖျက်ကျော်ပြီးကျွန်တော်ရှေ့ကိုရောက်လာပါတယ်ဖြူဖွေးတဲ့သပင်ရှည်တွေကောင်းကင်ပြာရောင်မျက်ဝန်းတွေနဲ့အဖြူရောင်ကာဝင်ကိုဝစ်ဆင်ထားပြီးဘေးပတ်ဝန်းကျင်ကနှင်းတွေအားလုံးဟာသူ့အတွက်လမ်းဖက်ပေးနေကြတယ်လို့ပါပဲသူ့ကိုတစ်ချက်ကြည့်လိုက်ရုံနဲ့သူဟာဘသူလဲဆိုတာကျွန်တော်သိလိုက်ပါတယ်သူကတော့မြောက်ဖက်အစွန်ဖျားဒေသရဲ့ထိပ်သီးဘရင်သုံးပါးတဲ့ကတဦးဖြစ်တဲ့ရေခဲဘရင်မကြီးပါပဲသူကကျွန်တော်ကိုငုံကြည့်ပြီးဘသူမှမလို့ချင်ကြဘူးလားလို့မေးပါတယ်ကျွန်တော်ကတော့ဘာမှပြန်မပြောနိုင်ပဲလက်ကလေးတွေကိုဆန့်ပြီးသူ့စီကိုပဲအတင်းတိုးကပ်နေခဲ့ပါတယ်ကံကောင်းတာကရေခဲဘရင်မကြီးကနားလဲသွားပြီးကျွန်တော်ကိုနှင်းတော်တဲ့ကနေပွေ့ချီလိုက်ပါတယ်ထားလိုက်ပါတော့ပြန်ခေါ်သွားပြီးကျွေးမွေးဆောက်ရှောက်လိုက်မယ်လို့သူပြောလိုက်တဲ့အဲ့ဒီစကားတခွန်းဟာကျွန်တော်ရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်BB တုံးကကျွန်တော်ကိုပထမဆုံးအသက်ကိုပေးခဲ့ပြီးသူ့လက်နဲ့ပဲပြန်ရုပ်သိမ်းခဲ့ပေမဲ့တွေးသားမတော်ဆက်တဲ့သူကတော့ဒီနှင်းတော်ထဲမှာကျွန်တော်ကိုဒုတိယအကြိမ်အသက်ကိုပေးခဲ့ပါတယ်ရေခဲနန်းတော်ကိုရောက်တဲ့အခါမှာတော့နောက်ထပ်ရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွေးလိုက်ရပြန်ပါတယ်သူကတော့နှင်းဘရင်မကြီးပါပဲသူကရေခဲဘရင်မကြီးအပြင်ကိုတစ်ခေါက်ထွက်သွားပြီးလူသားကလေးတစ်ယောက်ကိုပွေ့ချီလာတာကိုမြင်တော့အံ့အားသင့်သွားပါတယ်ဒါပေမဲ့ကျွန်တော်စီကနှင်းနဲ့ရေခဲဝိညာဉ်ရဲ့အငွေ့သက်ကိုခန်းစားမိသွားတဲ့အခါမှာတော့သူချအချင်းပဲစိတ်ဝင်စားသွားပါတယ်ဒီလိုနဲ့ကျွန်တော်ဟာမြောက်ဘက်အစွန်ဖျားဒေသရဲ့အင်အားကြီးဆုံးအမျိုးသမီး2ယောက်ရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့ရပါတယ်သူတို့တွေကဝိညာဉ်သားရဲတွေဖြစ်ကြတဲ့အတွက်လူသားကလေးတစ်ယောက်ကိုဘယ်လိုပြုစုရမလဲဆိုတာမသိကြပါဘူးကျွန်တော်ရဲ့ဘိုက်ကစာလွန်းလို့အော်မီလာတဲ့အခါကျမှကျွန်တော်အစားစားဖို့လိုအပ်တယ်ဆိုတာကိုသူတို့သတိထားမိကြပါတယ်နောက်ဆုံးတော့နှင်းဘရင်မကြီးကရှောင်းပိုင်းကိုခေါ်လိုက်ပြီးကလေးတွေနဲ့တင့်တော်တဲ့သားရဲတို့ကိုရှာခိုင်းလိုက်ပါတယ်သူတို့ကျွန်တော်ကိုတကိုးစားချင်းတိုက်ကြွေးကြပါတယ်ပထမဆုံးတငုံကိုတောက်လိုက်ရတဲ့အချိန်မှာကျွန်တော်တကယ်ပဲဝမ်းသာလုံးလို့ငိုလူနီးပါးဖြစ်ခဲ့ရပါတယ်အနည်းဆုံးတော့ဒီအချိန်ကစပြီးကျွန်တော်ငက်ပြက်ပြီးပေးရမှာကိုစိုးရင်စရာမလိုတော့ပါဘူးအဲ့ဒီနေ့မှာပဲကျွန်တော်အချက်တစ်ချက်ကိုကောင်းကောင်းကြီးမှတ်သားထားလိုက်ပါတယ်ကျွန်တော်ကိုကယ်တင်ခဲ့တဲ့သူကရေခဲဘရင်မကြီးဖြစ်ပြီးကျွန်တော်အသက်ရှင်နိုင်အောင်ကူညီပေးခဲ့သူကနှင်းဘရင်မကြီးပါ BB တုံးနဲ့ပတ်သက်ရင်တော့အဲ့ဒီအကျွေးကိုမှတ်ထားလိုက်ပါမယ်ကြကျွန်တော်ကြီးပြင်းလာတဲ့တနေ့ကျရင်အဲ့ဒီအကျွေးကိုသွားပြီးတောင်းဆိုပါဦးမယ် BB တုံးကသမီးဖြစ်သူရဲ့လက်ပင်ကိုနောက်တစ်ချိန်ထက်ညစ်တဲ့အချိန်မှာချမ်းရွှင်ကြီးကအချိန်မီရောက်လာပြီးကလေးကိုဆွဲယူလိုက်ပါတယ်မင်းယူနေပြီလားသူကမင်းရဲ့သမီးလေလို့သူကပြောပါတယ် BB တုံးကတော့ရေမောပြီးရှင်ကျွန်တော်ကိုဖြက်စီးလိုက်တဲ့နေ့ကလေးကကျွန်တော်ယူသွားခဲ့တာပါရှင်ရဲ့ချမ်းမိသားစုကိုမျိုးပြတ်သွားအောင်လုပ်ပြမယ်လို့ပြောပါတယ်ချမ်းရွှင်ကြီးကယူရှောင်းကန်းရဲ့နာမည်ကိုထပ်ပြီးပြောလိုက်တော့မှ BB တုံးကလက်လျှော့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူတက်ပစ်ချင်နေတဲ့ကောင်လေးဟာမြောက်ဘက်အစွန်ဖျားဒေသမှာရေခဲဘရင်မကြီးနဲ့နှင်းဘရင်မကြီးတို့ရဲ့တာအရင်တယောက်လိုပြုစုဆောင်ရှောက်ခြင်းကိုခံနေရတယ်ဆိုတာကိုသူမသိသေးပါဘူး6နှစ်တာကာလအတွင်းမှာရေခဲဘရင်မကြီးစီမှာမှတ်တမ်းတင်ရင်ကျွန်တော်ဟာရေခဲဝိညာဉ်နှလုံးသားကိုရရှိခဲ့ပြီးနှင်းဘရင်မကြီးစီမှာမှတ်တမ်းတင်ရင်2တန်းချီတဲ့ရေခဲနဂါးကြီးရဲ့လက်မောင်းရိုးဝိညာဉ်အယိုးကိုရရှိခဲ့ပါတယ်ဝူဟွမ်နိုးထလာတဲ့နေ့မှာတော့ရေခဲဘရင်မကြီးကကျွန်တော်ကိုကိုယ်တိုင်လမ်းပြပေးခဲ့ပါတယ်ပထမဆုံးဝူဟွမ်ကတော့နှင်းနဲ့ရေခဲဝိညာဉ်မှာပဲနှင်းနဲ့ရေခဲဝိညာဉ်ပေါ်ထွက်လာတဲ့အချိန်မှာမြောက်ဘက်အစွန်ဖျားဒေသတစ်ခုလုံးမှာထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ပါတယ်နှင်းမုန်တိုင်းတွေကရုတ်တရက်ကြမ်းတမ်းလာပြီးကောင်းကင်မှာရေခဲတိမ်တိုက်တွေဖုံးလွှမ်းသွားသလိုအပြာရောင်အလင်းတန်းကြီးကလည်းကောင်းကင်ရံကိုဖျက်ကျော်သွားခဲ့ပါတယ်နှင်းဘရင်မကြီးကဒီမြင်ကွင်းကိုကြည့်ပြီးဒါဟာကလေးတစ်ယောက်ရဲ့ဝူဟွမ်နိုးထမှုနဲ့မတူဘဲတစ်ကမ္ဘာလုံးကသူတို့ရဲ့ဘရင်တစ်ကိုကြိုးဆိုနေကြတယ်လို့ပဲလို့ခန်းစားလိုက်ရပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်နှင်းနဲ့ရေခဲဝိညာဉ်ကခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားပြီးတဲ့နောက်မှာရွှေရောင်လင်းတန်းတစ်ခုကျွန်တော်စီကနေရုတ်တရက်ပောက်ကွဲထွက်လာပါတယ်ကောင်းကင်မှာရှိနေတဲ့အပြာရောင်အလင်းတန်းတွေအားလုံးကရွှေရောင်အဖြစ်ပြောင်းလဲသွားပြီးနက်ဖျားအလင်းတန်းတစ်ခုကောင်းကင်ကနေဆင်းသက်လာပါတယ်ရွှေရောင်အတောင်ငန်း32ခုဟာကျွန်တော်ရဲ့နောက်ကျောမှာဖြည်းဖြည်းချင်းပွင့်ထွက်လာပါတယ်ရေခဲဘရင်မကြီးရဲ့မျက်နှာပေါ်ကတည်ငြိမ်မှုတွေဟာပထမဆုံးအကြိမ်ဖြစ်လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်အတောင်ငန်း32ခုပါတဲ့ကောင်းကင်တမန်ဟာကျွန်တော်ရဲ့ဒုတိယမြောက်ဝူဟွမ်ဖြစ်ပြီးဒါဟာချမ်းမိသားစုရဲ့တာမန်အတောင်ပံ6ခုပါတဲ့ကောင်းကင်တမန်ထက်အများကြီးပိုပြီး
အစွမ်းထက်ပါတဲ့နှင်းနဲ့ရေခဲဝိညာဉ်အတောင်ငံ32ခုပါတဲ့ကောင်းကင်တမန်ဆိုတဲ့ထိတ်တန်းဝူဟွန်2ခုအပြင်ကျွန်တော်ရဲ့မွေးရပါဝိညာဉ်စွမ်းအားဟာအဆင့်20ကိုတိုက်ရိုက်ရောက်ရှိသွားပါတယ်။အဲ့ဒီအတောင်ငံ32ခုပါတဲ့ကောင်းကင်တမန်ပေါ်ထွက်လာတဲ့အချိန်မှာပဲမိုင်ပေါင်းထောင်ချီဝေးတဲ့ဝူဟွန်မြို့တော်မှာလည်းအပြောင်းလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။နတ်ကွန်အတွင်းမှာချမ်းတောက်ယူကကောင်းကင်တမန်ရုပ်တုရှိမှဆူတောင်းနေခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာတော့ကောင်းကင်တမန်ရုပ်တုကြီးတစ်ခုလုံးကနေနတ်ဖျားအလင်းတန်းတွေပွင့်ထွက်လာပါတယ်။ချမ်းတောက်ယူဟာချက်ချင်းပဲအံ့အားသင့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ချမ်းရံရွှေကဝူဟွန်နိုးထမှုမပြီးဆုံးသေးလို့ပါပဲ။ဒါဆိုရင်ကောင်းကင်တမန်နတ်ဖျားရဲ့တုံ့ပြန်မှုကိုရရှိလိုက်တဲ့ဒီလူကဘသူလဲတလောကလုံးမှာစစ်မှန်တဲ့ကောင်းကင်တမန်တွေးသားရှိတဲ့သူဟာသူတို့ချမ်းမိသားစုပဲရှိရမှာပါ။ဒါပေမဲ့အခုတော့ကောင်းကင်တမန်နတ်ဖျားကနောက်ထပ်ဆက်ခံသူတယောက်ကိုရွေးချယ်လိုက်ပြီဆိုတာထင်ရှားနေပါတယ်။ချမ်းမိသားစုမှာသူတော်မသိသေးတဲ့နောက်ထပ်မျိုးဆက်တစ်ခုရှိနေနိုင်တယ်ဆိုတာကိုချမ်းတောက်ယူပထမဆုံးအကြအိမ်ဖြစ်သတိထားမိသွားပါတယ်။သူဘလို့မှစဉ်းစားလို့မရနိုင်တဲ့အဲ့ဒီလူဟာအခုချိန်မှာမြောက်ဖက်အစွန်ဖျားဒေသမှာရေခဲဘရင်မကြီးနဲ့နှင်းဘရင်မကြီးတို့ရဲ့ဝိုင်းဝန်းဂုဏ်ပြုမှုကိုခံနေရပါတယ်။သူတို့ကကျွန်တော်ရဲ့ကောင်းကင်တမန်ဝူဟွန်ကဘဲကလာလဲဆိုတာကိုစိတ်မဝင်စားကြပါဘူး။သူတို့6နှစ်တိုင်တိုင်ပြုစုပြောထောင်လာခဲ့တဲ့ဒီကလေးဟာတကယ်ကိုထူးချွန်ထက်မြက်တဲ့ပါရမီရှင်တယောက်ဆိုတာကိုပဲသူတို့သိကြပါတယ်။တခြားသူတွေကျွန်တော်ကိုမလိုချင်ခဲ့တာဟာသူတို့ရဲ့ဆုံးရှုံးမှုပါပဲ။နောက်ထပ်တော့ရေခဲဘရင်မကြဒီကနောက်ထပ်ကိစ္စတစ်ခုကိုစတင်စဉ်းစားပါတော့တယ်။ယခုကျွန်တော်အသက်6နှစ်ရှိပါပြီ။လူသားတို့၏ဒလိထုံးတန်းအရအကယ်ဒမီတစ်ခုမှာပညာသင်ကြားရမည့်အချိန်ရောက်ပါပြီ။ဒါပေမဲ့ပြဿနာကတော့ကျွန်တော်လေ့ကျင့်ဖို့အသင့်တော်ဆုံးကရေခဲစွမ်းအားဖြစ်နေတာပါ။တမော်ကွန်းတိုက်လုံးမှာဒီလိုအရေးချင်းနဲ့ကိုက်ညီတဲ့အကယ်ဒမီများများဆဆမရှိပါဘူး။နောက်ဆုံးတော့ဘင်းတီကနေရာတစ်ခုကိုစဉ်းစားမိခဲ့တယ်။အဲ့ဒါကတော့ချမ်းရွှေအကယ်ဒမီပဲဖြစ်ပါတယ်။တူဦးလေးသောပြဿနာကတော့ချမ်းရွှေအကယ်ဒမီကမိန်းကလေးတွေကိုပဲလက်ခံတာပါ။ရွှေတီကဒါကိုကြားတော့မဆိုင်မတွပဲသူတို့ကိုကြိမ်လောက်စီးမြင်ဖောက်ဖျက်ခိုင်းလိုက်မယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ကျောင်းဖွင့်ရက်မှာချမ်းရွှေအကယ်ဒမီရဲ့အပေါက်ဝမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။မိဘအားလုံးကမိန်းကလေးတွေကိုပဲခေါ်လာကြပေမဲ့ရွှေတီနဲ့ဘင်းတီရဲ့ဘေးမှာတော့ယောက်ျားလေးတစ်ယောက်ပါလာခဲ့ပါတယ်။ကျောင်းသားလက်ခံရေးတာဝန်ခံဆရာမကကျွန်တော်ကိုမြင်ချင်းပထမဆုံးတုံ့ပြန်မှုကညင်းပယ်ဖို့ပါပဲ။ချမ်းရွှေအကယ်ဒမီကိုတီထောင်ကြတဲ့ကယောက်ျားလေးကျောင်းသားလက်ခံတဲ့ထုံးစံမရှိခဲ့ပါဘူး။ရွှေတီကတခုံးပဲပြန်ပြောခဲ့တယ်ရှင်မဆုံးဖြတ်နိုင်ဘူး။ကျောင်းအုပ်ကြီးကိုပဲလာခိုင်းလိုက်ပါတဲ့နောက်ဆုံးမှာတော့ကျောင်းအုပ်ကြီးကိုယ်တိုင်ရောက်လာခဲ့ပါတယ်။သူမရဲ့သဘောထားကလည်းရှင်းလင်းနေတော့မှပဲစီးမြင်းတွေကိုပြောင်းလဲလို့မရဘူးတဲ့ဘင်းဒီကလည်းငင်းခုန်မနေတော့ပဲကျွန်တော်ရဲ့ဝိညာဉ်လက်နက်ကိုထုတ်ပြခိုင်းလိုက်ပါတယ်။ရေခဲနှင်းဝိညာဉ်ပေါ်လာတဲ့ခဏမှာပဲကျောင်းအုပ်ကြီးကထိုင်ကုန်ကနေရုတ်တရက်ထွက်လိုက်ပါတယ်။အထုပ်ထိတ်ရေခဲစွမ်းအားပါပဲချမ်းရွှေအကယ်ဒမီကိုတီထောင်ကြတဲ့ကဒီလောက်အစင်းမြင့်တဲ့ရေခဲစွမ်းအားဝိညာဉ်လက်နက်မျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူး။ဒါပေမဲ့သူမကဝေခွဲမရဖြစ်နေတော့မှပဲဘာလို့လဲဆိုတော့အကယ်ဒမီရဲ့နှစ်ရှည်လာများကျင့်သုံးလာတဲ့စီးမြင်းတွေရှိနေလို့ပါ။အဲ့ဒီနောက်မှာတော့ကျွန်တော်ရဲ့ဝိညာဉ်စွမ်းအားကိုထုတ်ပြလိုက်တယ်။အဲ့ဒါကတော့မွေးရပါအဆင့်20ပါပဲကျောင်းအုပ်ကြီးကငြိမ်ကျသွားပါတယ်။ဘင်းတီကပြုံးပြီးမေးလိုက်တဲ့စီးမြင်းတွေအကြောင်းပြောနေအောင်မှလာတဲ့ကျောင်းအုပ်ကြီးကမျက်မှန်ကိုပြင်လိုက်ပြီးနောက်တစ်စက္ကန့်မှာတော့အလွန်ရင်းနှီးတဲ့အပြုံးနဲ့ပြုံးလိုက်ပါတယ်။ရွှေထန်းရွေကိုထန်းရွှေအကယ်ဒမီကိုကြိုးဆိုပါတယ်တဲ့ဘင်းတီကတမင်တကာမေးလိုက်တဲ့ယောက်ျားလေးတွေလက်မခံဘူးလို့ပြောထားတယ်မဟုတ်လားတဲ့ကျောင်းအုပ်ကြီးကအလေးနဲ့ပြန်ပြောလိုက်ပါတယ်။စီးမြင့်ဆိုတာချိုးဖျက်ဖို့ရှိတာပါတယ်။ဒါနဲ့ကျွန်တော်ကထန်းရွှေအကယ်ဒမီစတင်တည်ထောင်ချိန်ကစပြီးတဦးလေးသောယောက်ျားလေးကျောင်းသားဖြစ်လာခဲ့ပါတယ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်ကျောင်းဝင်ပြီးကတည်းကနှစ်တိုင်းမိဘတွေကအကယ်ဒမီကစီးမြင့်တွေပြောင်းလိုက်ပြီလို့ထင်နေကြတာပါသူတို့သားတွေကိုခေါ်လာပြီးကျောင်းလာအပ်ကြပေမဲ့အားလုံးအငင်းခံခဲ့ရပါတယ်ဘာလို့လဲဆိုတော့ချမ်းရွှေအကယ်ဒမီကယောက်ျားလေးတွေလက်ခံနေတာမဟုတ်ပဲရွှေချမ်းရွှေတယောက်တည်းကိုပဲလက်ခံခဲ့လို့ပါကျောင်းဝင်တဲ့နေ့မှာပဲကျွန်တော်ချမ်းရွှေအကယ်ဒမီမှာနောက်တစ်ကြိမ်မှတ်ပုံတင်ခဲ့ပါတယ်မြင့်မြတ်တဲ့လက်နက်ဖြစ်တဲ့ရေခဲနက်ဖျားလံကိုရရှိခဲ့ပါတယ်အဲ့ဒီလံရဲ့ထိပ်ဖျားကပြစ်မှတ်ကိုထိတာနဲ့ချက်ချင်းခဲသွားစေနိုင်ပါတယ်အဲ့ဒီအေးခဲစေတဲ့အာနိသင်ကကျွန်တော်ရဲ့နှစ်တန်းကြီးဝိညာဉ်အယိုးစွမ်းရည်နဲ့လည်းအန်ကိုက်ပါပဲအဲ့ဒီအချိန်ကစပြီးကျွန်တော်ယူယူမူမူလေ့ကျင့်တော့တာပါပဲဘာလို့လဲဆိုတော့ကျွန်တော်ပီပီတုံးကိုဘယ်တော့မှမေ့မထားလို့ပါရွှေတီနဲ့ဘင်းတီတို့စီကမိသားစုနှွေးထွေးမှုကိုကျွန်တော်ရရှိခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်20ကဘာမှမဖြစ်ခဲ့သလိုကျွန်တော်ဟန်မဆောင်နိုင်ပါဘူးသူမနဲ့စင်းရှင်းဖို့ဆိုရင်ဝိညာဉ်နှန်းတော်ကိုအမှန်တကယ်ဖိနှိပ်နိုင်တဲ့စွမ်းအားရှိဖို့လိုအပ်ပါတယ်ဒါကြောင့်တခြားကျောင်းသားတွေနားနေချိန်မှာကျွန်တော်လေ့ကျင့်တယ်သူတို့လေ့ကျင့်နေချိန်မှာလည်းကျွန်တော်ကပို့ပြီးလေ့ကျင့်နေခဲ့ပါတယ်အားတဲ့အချိန်မှာနေရာတစ်တွေစီသွားပြီးမှတ်ပုံတင်နဲ့ထူးခြားတဲ့သူတွေနဲ့တွေ့ရင်လည်းမှတ်ပုံတင်ပါတယ်ကျောင်းအုပ်ကြီးနဲ့မှတ်ပုံတင်တော့ဝိညာဉ်စွမ်းအားတိုးလာတဲ့ဆရာမတွေနဲ့မှတ်ပုံတင်တော့ခွန်အားတွေတိုးလာပါတယ်ကျောင်းသားတွေနဲ့မှတ်ပုံတင်တော့စိတ်စွမ်းအားနဲ့တခြားထူးခြားတဲ့အရေးချင်းတွေတိုးတက်လာပါတယ်ကျွန်တော်မှတ်ပုံတင်နေသမျှကာလပတ်လုံးကျွန်တော်ပို့ပြီးတမလာနေမှာပါအချိန်တွေကလေ့ကျင့်မှုတွေနဲ့မှတ်ပုံတင်ခြင်းတွေကြားမှာအရှိန်အဟုန်နဲ့ကုန်လွန်သွားခဲ့ပါတယ်ကျွန်တော်အသက်12နှစ်မှာရွှေပင်းအားနဲ့ရွှေရွက်အားတို့ကျောင်းဆက်တက်ကြပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကအဆင့်60ကျော်နေတဲ့ဝိညာဉ်အေဂရစ်ဖြစ်နေပါပြီ။ကွင်းပြင်မှာရေခဲနဲ့ဖျားလံကိုထုတ်လိုက်တာနဲ့ပတ်ဝန်းကျင်ကကျောင်းသားအားလုံးမှင်တက်ပြီးရက်သွားကြပါတယ်။အသက်12နှစ်နဲ့ဝိညာဉ်အေဂရစ်ဆိုတာဒေါင်းလုံးမော်ကွန်းတိုက်တစ်ခုလုံးမှာဒုတိယတစ်ယောက်မရှိပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကဒီအကယ်ဒမီကကျောင်းသားတွေမဟုတ်ပါဘူး။ကျွန်တော်အမှန်တကယ်ဂရုစိုက်တာကဝိညာဉ်နန်းတော်နဲ့အထူးသဖြင့်ပီပီတုံးပါပဲ။
ကျွန်တော်ကိုမြောက်ဖက်စွန်းဒေသမှာယတနာတစ်ခုလိုဆက်ဆံခံနေရချိန်မှာကျွန်တော်ရဲ့အမဖြစ်သူချမ်းရံရွှဲကတော့လုံးဝခြားနာတဲ့ဘဝကိုဖျက်ဆီးနေရပါတယ်။သူမကဝိညာဉ်နန်းတော်ကပေးအပ်တဲ့တာဝန်တွေကိုအစွမ်းကုန်စူးစမ်းပြီးထမ်းဆောင်ခဲ့တယ်။ထန်းတို့အင်ပါယာမှာလည်းရွှေချင်းဟဲ့အဖြစ်အချိန်တော်ကြာအောင်ဟန်ဆောင်နေထိုင်ခဲ့ရပါတယ်။သူမဒီလောက်အထိစူးစမ်းခဲ့တာကပီပီတုံးရဲ့အတိမတ်ပြုမှုကိုရချင်လို့ပါ။ဒါပေမဲ့ဝိညာဉ်နန်းတော်ကိုပြန်ရောက်တိုင်းသူမရရှိတာကတော့အေးဆက်ဆက်ဆံမှုတွေပါပဲ။တခါကဆိုရင်ပီပီတုံးကသူမကိုရှေ့တင်မှာပဲမိခင်လို့မခေါ်နဲ့လို့ပြောခဲ့ပါတယ်။ချမ်းရံရွှဲကအကြာကြီးတိခံခဲ့ပေမဲ့နောက်ဆုံးမှာတော့အခန်းထဲကိုပြန်ပြေးပြီးတညလုံးငိုခဲ့ရပါတယ်။သူမဘာတွေမှသွားခဲ့လဲဆိုတာကိုသူမကိုယ်တိုင်လည်းနားမလည်နိုင်ခဲ့ပါဘူး။သူမရဲ့အရင်ခောက်မိခင်ကသူမကိုဘာကြောင့်ဒီလောက်မုန်းတီးနေရတာလဲ။ဒါပေမဲ့ကဘာပေါ်မှာသူမနဲ့ကန်ကြမ္မာချင်းစင်တူတဲ့တခြားလူတစ်ယောက်ရှိနေသေးတယ်ဆိုတာကိုချမ်းရံရွှေမသိခဲ့ပါဘူး။ကွာခြားတာကတော့သူမကဝိညာဉ်နန်းတော်မှာကြံရစ်ခဲ့ပြီးကျွန်တော်ကတော့မြောက်ဖက်စွန်းဒေသကိုအပြစ်ပယ်ခံခဲ့ရတာပါ။ပို့ပြီးတိုက်ဆိုင်တာကတော့တိတ်မကြခင်မှာပဲကျွန်တော်တို့ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ကြပါတယ်။ထန်းတူမျိုးတော်ကအရက်ဆိုင်ဟောင်းတစ်ခုမှာပါ။အဲ့ဒီနေ့မှာချမ်းရံရွှေကရွှေချင်းဟဲ့အဖြစ်ဟန်မဆောင်တော့ပဲသူမရဲ့မူလရုပ်သွင်းနဲ့ရှိနေခဲ့ပါတယ်။သူမကထောက်တနေရမှာတယောက်တည်းအရက်တော့နေရင်မျက်ရည်တွေကျနေခဲ့ပါတယ်ကျွန်တော်ကလည်းအဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်ကျွန်တော်သူမကိုမြင်ချင်းမှတ်မိလိုက်ပါတယ်ကျွန်တော်ရဲ့အမွှားမပါပဲဒါပေမဲ့ကျွန်တော်ဘာတူလဲဆိုတာသူမမသိပါဘူးကျွန်တော်ခဏလောက်ဝေခွဲမရဖြစ်နေပြီးမှအရက်ခွက်ကိုကင်ပြီးသူမရှိမှသွားထိုင်လိုက်ပါတယ်တယောက်တည်းတောက်ရတာပြင်းစရာကောင်းတယ်ကျွန်တော်အဖော်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ချမ်းရံရွှေကကျွန်တော်ကိုအကြာကြီးကြည့်နေခဲ့ပါတယ်ဒါကပထမဆုံးအကြိမ်တွေ့ဘူးတာဆိုပေမဲ့သူမကကျွန်တော်ကိုထူးဆန်းတဲ့စကားတစ်ခုပြောခဲ့ပါတယ်ရှင်ရဲ့အတန်ကကျမအတွက်အရန်ရင်းနှီးတယ်လို့ခံစားရတယ်တဲ့သူမကနောက်ပြောင်ပြီးတော့တောင်ပြောခဲ့သေးတယ်ရှင်ကကျမတခါမှမတွေ့ဘူးတဲ့အမျိုးများဖြစ်နေမလားတဲ့ဒါကိုကြအားတော့ကျွန်တော်ဘလို့ပြန်ပြောရမှန်းတော့မသိတော့ပါဘူးဘာလို့လဲဆိုတော့သူမခံမှန်းတာမှန်နေလို့ပါဒါပေမဲ့အခုကတော့သူမကိုအမှန်တရားပြောပြရမယ့်အချိန်မဟုတ်သေးပါဘူးအရက်တွေအများကြီးတောက်ပြီးနောက်မှာတော့ချမ်းရံရွှေကသူမရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာမျိုးသိပ်ထားခဲ့တဲ့နာကျင်မှုတွေကိုဖွင့်ပြောလာပါတော့တယ်သူမကသူမရဲ့နာမည်ကိုလည်းမပြောသလိုပီပီတုံးအကြောင်းကိုလည်းမပြောခဲ့ပါဘူးသူမကကျွန်တော်ကိုဒီလိုပဲမေးခဲ့တယ်ကလေးတယောက်ကဘာမှမမားခဲ့ပဲမွေးဖွားလာရုံနဲ့မိခင်ဖြစ်သူရဲ့မုန်းတီးချအင်းကိုခံရမယ်ဆိုရင်အဲ့ဒီကလေးရဲ့တည်ရှိမှုကဘာအဓိပ္ပာယ်ရှိမှလဲတဲ့ကျွန်တော်ညီသက်စွာနားထောင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်သဘောပေါက်သွားတာကချမ်းရံရွှေနဲ့ရှင်ရင်ကျွန်တော်ကကံကောင်းနေသေးတယ်ဆိုတာပါပဲပီပီလုံးကကျွန်တော်ကိုစွန့်ပစ်ခဲ့ပေမဲ့ကျွန်တော်ကရွှေတီးနဲ့ဘင်းတီတို့ကိုတွေ့ခွင့်ရခဲ့ပါတယ်ဒါပေမဲ့ချမ်းရံရွှေကတော့ဝိညာဉ်နန်းတော်မှာပဲအမြဲတမ်းရှိနေခဲ့တာပါကျွန်တော်ဟာဒီအမျိုးသမီးရဲ့ဘေးမှာအမြဲရှိနေပေးခဲ့ပြီးအချိန်ချင်းမျှော်လင့်ခဲ့မိပေမဲ့အချိန်ချင်းပဲစိတ်ပြတ်ခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်သူမကိုကြည့်ပြီးစိတ်ထဲကနေတခွန်းပဲပြောလိုက်ပါတယ်။စိတ်ချပါငါတို့နဲ့ဆိုင်တဲ့အရာတွေကိုငါတနေ့မှပြန်ယူမှာပါ။အဲ့ဒီနောက်မှာတော့ကျွန်တော်ဟာချင်းရံရွှေရဲ့လက်ကိုအမတ်မထင်ဆွဲကင်လိုက်မိပါတယ်။စနစ်ရဲ့ဆုလက်တွေရရှိလာတဲ့အခါမှာတော့ကျွန်တော်တောင်ခဏတာမြင့်တက်သွားခဲ့ရပါတယ်။နှစ်တန်းချီတက်တန်းရှိတဲ့အတောင်မှ12ခုပါကောင်းကင်တမန်ညာဘက်လက်မောင်းဝိညာဉ်အယိုးတစ်ခုနဲ့နောက်ထပ်2တန်းကြီးဝိညာဉ်အယိုးတစ်ခုပါအဲ့ဒါကကျွန်တော်ရဲ့အတောင်မှ12ခုပါကောင်းကင်တမန်ဝိညာဉ်နဲ့အပြည့်အဝကိုက်ညီနေပါတယ်တနည်းအားဖြင့်ပြောရရင်အခုချိန်မှာကျွန်တော်ဟာ2တန်းကြီးဝိညာဉ်အယိုး2ခုကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်ကျွန်တော်ဆုလက်တွေကိုစစ်ဆေးနေတော့မှပဲအရက်ဆိုင်ထဲကိုပြဿနာရှာခြင်းနဲ့လူတစုရောက်လာပါတယ်ချင်းရံရွှဲတယောက်တည်းအရက်တောက်နေတာကိုမြင်တော့သူတို့တွေဟာသူမကိုဝိုင်းလိုက်ကြပါတယ်သူတို့တွေသူမကိုလက်နဲ့ထိဖို့ကြိုးစားတဲ့အထိကျွန်တော်ဟာလစ်လျူရှုထားခဲ့တာပါဒါပေမဲ့အခုတော့ဘာမှပြောနေစရာမလိုတော့ပါဘူးဖန်ခွက်3လုံးကျသွားပြီးလက်3ဖက်ဟာစပွဲပေါ်မှာတပြိုင်နက်တည်းအဖိခံလိုက်ရပါတယ်ဒီဇိုင်းလုံးလဲချက်ချင်းတိတ်ဆိတ်သွားခဲ့ပါတယ်တစ်ဖက်လူကကျုံဝဖို့စူးစမ်းနေသေးပေမဲ့ကျွန်တော်ကတော့တခုံးပဲပြောလိုက်ပါတယ်ထွက်သွားစမ်းဝိညာဉ်စွမ်းအားအကွာခြားချက်ကိုခန်းစားမိသွားပြီးနောက်မှာတော့အဲ့ဒီလူတွေဟာဘာစကားတခုမှထပ်မပြောရတော့ပါဘူးချင်းရံရွှေဟာပထမဆုံးအကြိမ်ဖြစ်ပြုံးပြခဲ့ပါတယ်မထွက်ခွာခင်မှာသူမကကျွန်တော်ကိုဝိညာဉ်နန်းတော်အဆောင်အယောင်တစ်စိတ်တစ်ခုပေးခဲ့ပြီးတငယ်ချင်းတွေအဖြစ်နောက်ပိုင်းမှာဝိညာဉ်နန်းတော်ကိုလာခဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ကျွန်တော်အဲ့ဒီတစ်စိတ်ကိုယူထားလိုက်ပေမဲ့ကျွန်တော်ဝိညာဉ်နန်းတော်ကိုတေချာပေါက်သွားမှာဖြစ်ကြောင်းသူမကိုမပြောခဲ့ပါဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကိုတကယ်ပဲခြေချဖြစ်မဲ့နေ့ဟာသူမနဲ့အရက်တောက်ဖို့လောက်ပဲရိုးရှင်းမှာမဟုတ်တာတော့အသေးချပါပဲနောက်တစ်နေ့မှာတော့ချင်းရံရွှေဟာရွှေချင်းဟဲ့ဖြစ်သူမရဲ့မူလကိုရောင်ဖြောင်းမှုကိုပြန်ပြောင်းလိုက်ပြီးကျွန်တော်ရဲ့အချက်လက်တွေကိုချက်ချင်းစုံစမ်းစစ်ဆေးခဲ့ပါတယ်။ရလက်အနေနဲ့ပထမဆုံးစာကြောင်းကိုမြင်လိုက်ရတဲ့အခါမှာတော့သူမအံ့ဩမင်သက်သွားခဲ့ရပါတယ်။ထန်းရွှေကျောင်းတော်ရဲ့တူးတဲ့သောကျောင်းသားရွှေထန်းယူပါပဲအဲ့ဒီအချိန်ကစပြီးသူမဟာသူမရဲ့တကယ်ရုပ်သွင်းနဲ့ကျွန်တော်ကိုတွေ့ဖို့အရက်ဆိုင်အဟောင်းလေးစီကိုမကြာခဏရောက်လာတတ်ပါတယ်ကျွန်တော်ကလည်းသူမကိုအဖော်ပြုပေးခဲ့ပါတယ်။ဒစိမ့်တွေဘဝကနေတဖြည်းဖြည်းတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။သူမဟာကျွန်တော်အပေါ်ပိုပြီးရင်းနှီးမှုကိုခံစားလာရပါတယ်။ဒါပေမဲ့ကျွန်တော်သူမကိုဘယ်တော့မှမပြောပြခဲ့တဲ့အရာတစ်ခုကတော့ကျွန်တော်တို့ကြားမှာရှိနေတာဟာထူးဆန်းတဲ့ကံကြမ္မာမဟုတ်ပဲတွေးသားတော်ဆက်မှုပဲဖြစ်တယ်။ဆိုတာပါပဲကျွန်တော်တို့ဟာမူလကတည်းကအမွှာမောင်နှမတွေဖြစ်ကြပါတယ်။တစ်ချိန်တည်းမှာပဲချင်းတောက်လူဟာလှုပ်ဝက်ဆန်းကျဲတဲ့ကောင်းကင်တမန်နတ်ဖျားဆက်ခံသူကိုဆက်လက်စုံစမ်းနေသေးပါနှစ်ပေါင်းများစွာအတွင်းမှာသူဟာချင်းမိသားစုရဲ့ဖြစ်နိုင်သမျှအဆက်အနွယ်တိုင်းကိုလိုက်လံရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့သူဘာမှရှာမတွေ့ခဲ့ပါဘူးအသေးချာတိလိုက်ရတာတခုကတော့ကောင်းကင်တမန်နတ်ဖျားဟာဆက်ခံသူအစ်စ်ကိုရွေးချယ်လိုက်ပြီးဖြစ်ပြီးအဲ့ဒီလူကချင်းရံရွှဲမဟုတ်ဘူးဆိုတာပါပဲချင်းတောက်လူဟာနောက်ဆုံးမှာဖြစ်နိုင်ခြေတခုကိုပဲစဉ်းစားမိပါတော့တဲ့အဲ့ဒါကတော့ချင်းရံရွှဲ
မတိုင်ခင်မှာချင်းမိသားစုရဲ့တွေ့တာတော့ဆက်ပြီးဝိညာဉ်နိုးထားလာတဲ့တယောက်ရှိနေခဲ့တာပဲဖြစ်ရပါမယ်။ဒါပေမဲ့အဲ့ဒီလူဟာအပြင်မှာဖုံးကွယ်ထားတဲ့ချင်းမိသားစုရဲ့မျိုးဆက်မဟုတ်ပဲချင်းရံရွှေနဲ့တနေ့တည်းမှာမွေးဖွားခဲ့တဲ့သူမရဲ့မောင်ရင်းဖြစ်နေမယ်လို့သူဘယ်တော့မှထင်မှတ်မထားခဲ့ပါဘူး။အဲ့ဒီလူဟာချမ်းရွှေကျောင်းတော်မှာရှိနေလိမ့်မယ်လို့လည်းသူလုံးဝမတွေးမိခဲ့ပါဘူး။အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှကျွန်တော်ဟာဆက်လက်ကြင်ကြံအားထုတ်ပြီးမှတ်တမ်းတင်ခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်။ဝိညာဉ်စွမ်းအားစိတ်စွမ်းအားအမြန်နှုံးခွန်အားနဲ့ခံနိုင်ရင်စတဲ့အရေးချင်းတိုင်းဟာတိတိတတ်တာတိုးတက်လာခဲ့ပါတယ်။အသက်12နှစ်အရွယ်မှာဝိညာဉ်ဘရင်ဖြစ်လာတာဟာအစပြိုးယုံတာရှိပါသေးတယ်။အသက်13နှစ်14နှစ်ကနေ15နှစ်အထိအခုအသက်20အရွယ်မှာတော့ကျွန်တော်ဟာအလွန်ဝေးကွာ။ဒါတဲ့မြောက်ဖက်ဒေသကိုတကြော့ပြန်ရောက်ရှိလာခဲ့ပါပြီ။နှင်းနဲ့ရေခဲနှန်းတော်ရဲ့အပြင်ဘက်မှာကျွန်တော်တယောက်တည်းနှင်းတွေကြားရက်နေရင်လက်ကိုမြောက်လိုက်ပါတယ်ကောင်းကင်နဲ့မြေကြီးကြားကရေခဲမုန်တွေဟာလင်းမြန်စွာစူးစီးလာပါတယ်ကျွန်တော်လက်ထဲမှာနှက်ပြရောင်ဓာတ်ရှိတလက်ပေါ်ထွက်လာပါတယ်နှင်းနဲ့သမီးကိုယ်တိုင်တင် जा ပေးခဲ့တဲ့အစွမ်းထက်လျှို့ဝှက်ပညာရက်ကိုလည်းကျွန်တော်အပြည့်အဝတက်မြောက်သွားခဲ့ပါပြီမြေကဘာနှိုင်းမဲ့ရေခဲတစ်ချက်တည်းနဲ့တင်ဝေးလံတဲ့နေရာကနှင်းတောင်ကြီးဟာအလဲကနေကွဲအပ်သွားခဲ့ပါတယ်ကြောက်မက်ဖွယ်ကောင်းတဲ့ဝိညာဉ်စွမ်းအားကြောင့်နှင်းတွေဟာကောင်းကင်ပေါ်လွင့်စင်သွားပြီးကြီးမားတဲ့နှင်းမုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာပါတယ်ကျွန်တော်ကတော့အဲ့ဒီမုန်တိုင်းရဲ့အလဲဘဟုမှာရက်နေရင်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်အသက်20အရွယ်မှာတင်အဆင့်66ရှိတဲ့ခေါင်းစဉ်ရဝိညာဉ်တစ်ခင်တူဖြစ်လာခဲ့ပါပြီထိတ်တန်းဝိညာဉ်နှစ်ခုနှစ်တန်းကြီးဝိညာဉ်အယိုးနှစ်ခုနဲ့အတူတစ်ခုလုံးသောမြောက်ဖက်ဒေသကြီးကကျွန်တော်နောက်ွယ်မှာရှိနေပါပြီကျွန်တော်အနှစ်20တိုင်းစောင့်ဆိုင်းခဲ့တဲ့အဲ့ဒီနေ့ဟာနောက်ဆုံးမှရောက်ရှိလာတော့မယ်ဆိုတာကျွန်တော်သိလိုက်ပါပြီ